မိတ်ဆွေတို့ဒီရွာလေးကိုသိကြလားဒီရွာမှာရှိတဲ့အိမ်တိုင်းဒီပါမှာတအိမ်ကိုအနည်းဆုံး YouTuber တယောက်စီတော့ရှိနေကြတယ်သူတို့တရားလုံးကဘာလို့ YouTuber တွေဖြစ်ကုန်ကြတာလဲဒီအဖြေကိုသိရဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်အဖြေကတော့ရှင်းပါတယ် YouTube ကရတဲ့ဝင်ငွေကသူတို့ပုံမှန်အလုပ်လုပ်ပြီးရတဲ့ဝင်ငွေထက်ပိုပြီးတော့များနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာ Facebook, YouTube, TikTok စတဲ့ social media တွေကိုအသုံးပြုပြီးဝင်ငွေရှာဖို့စူးစမ်းနေကြတဲ့သူတွေအများကြီးရှိနေပါပြီ။ဒါကြောင့် International Orient ကစိတ်ဝင်စားမဲ့ content မျိုးကိုဖန်တီးတာကကိုယ့်ရဲ့ဝင်ငွေကိုပိုများစေမှာပဲဖြစ်ပါတယ်။ content တွေဖန်တီးတဲ့အခါမှာကိုယ့်ရဲ့ idea တွေကိုအကောင်းဆုံးအသုံးချပြီးဖန်တီးရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုလို AI ခေတ်မှာ content idea ဆိုတာ ChatGPT လို AI မျိုးကိုမေးလို့ရနိုင်တယ်လို့ script တွေပါရေးခိုင်းလို့ရနေပါပြီ။ International Orient အတွက်အင်္ဂလိပ်စကားပြောတွေကိုလည်း11လက်လိုမျိုး AI တွေကိုပြောခိုင်းလို့ရပါတယ်။ဒီထက်ပိုကောင်းတာကကိုဖန်တီးခြင်းတဲ့ content တွေကို script ဒါမှမဟုတ်လို့ရှိရင် idea လေးတွေရေးပေးရုံနဲ့ video တစ်ပုဒ်လုံးကိုကိုကဘာမှလုပ်စရာမလိုဘဲနဲ့ဖန်တီးလို့ရနေပါပြီ။ဒီလိုဖန်တီးဖို့ဆိုရင်ဒီ AI tool လေးကိုအသုံးပြုရမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဥပမာတစ်ခုလုပ်ပြပါမယ်။ဒီ tool လေးရဲ့နာမည်ကတော့ InVideo AI မှာဖုန်းနဲ့လည်းလုပ်လို့ရတယ်လို့ website မှာလည်းဝင်ပြီးတော့မှလုပ်လို့ရပါတယ်ကျွန်တော်ကတော့ဖုန်းနဲ့ပြပြီးမှဖြစ်ပါတယ်ပထမဆုံး application ကို install တင်ပြီး Google account တစ်ခုနဲ့ချိန်ထားလိုက်ပါ Google account နဲ့ချိန်ပြီးပြီဆိုလို့ရှိရင်အခုပြထားတဲ့ text box လေးမှာကိုလိုချင်တဲ့ဗီဒီယိုရဲ့ပုံစံကိုရေးထည့်ပေးရမှာဖြစ်ပါတယ်အကယ်၍ကိုကအင်္ဂလိပ်လိုရေးဖို့အခက်အခဲရှိတယ်ဆိုလို့ရှိရင် ChatGPT မှာမြန်မာလိုပဲကိုလိုချင်တဲ့ဗီဒီယိုကိုရေးခိုင်းပြီးလို့ရှိရင်အင်္ဂလိပ်လိုကို translate ပြောင်းခိုင်းလို့ရပါတယ်ရလာတဲ့အင်္ဂလိပ်လို script ကို copy ကူးပြီးတော့မှဒီက text box ထဲမှာထည့်ပေးလိုက်ရပါပြီ text box ထဲကိုကိုလိုချင်တဲ့ဗီဒီယိုပုံစံရေးထည့်ပြီးပြီဆိုလို့ရှိရင်အောက်မှာပေါ်နေတဲ့ခင်းအောင်များလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဗီဒီယိုကိုစပြီးတော့မှလုပ်နေပြီဖြစ်ပါတယ်ခဏတော့စောင့်ပေးရပါမယ်ဒီလိုပုံစံမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကိုကဗီဒီယိုကိုဘယ်နှမိနစ်လောက်အကြာလိုချင်တာလဲပေါ့နော်လိုချင်တဲ့အတိုင်း duration ဆိုတဲ့နေရာမှာ10မိနစ်2မိနစ်4မိနစ်ဆိုပြီးတော့ရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့4မိနစ်ကိုရွေးချယ်လိုက်ပါတယ်ဒီလိုပုံစံပေါ်လာပြီဆိုလို့ရှိရင်တော့ဗီဒီယိုကိုစပြီးဖန်တီးနေပြီဖြစ်ပါတယ်အားလုံးပြီးသွားတဲ့အထိစောင့်ပေးရပါမယ်အားလုံးပြီးသွားရင်တော့ဗီဒီယိုကိုအခုလိုပုံစံမျိုးမြင်တွေ့ရမှာဖြစ်ပါတယ် play ကိုနှိပ်ပြီးတော့မှဗီဒီယိုကိုစမ်းဖွင့်ကြည့်လို့ရပါတယ်Diabetes is a serious disease that affects millions of people worldwide. It is a chronic condition that requires ongoing medical attention and lifestyle changes. It affects how our body uses sugar or glucose for energy. Glucose is a crucial source of energy for the cells in our muscles and tissues, and it's also the brain's main source of fuel. ဗီဒီယိုကိုနှိပ်ကြည့်ပြီးလို့အဆင်ပြေတယ်ဆိုလို့ရှိရင် download ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးက remove stock watermark ဆိုတာကိုဖြုတ်လိုက်ပါမယ်အောက်ကInVideo AI branding ဆိုတဲ့နေရာမှာလည်း normal ကိုထားလိုက်ပါမယ် video resolution ကိုကိုကြိုက်တဲ့ resolution ထားလို့ရပါတယ်ကျွန်တော်ကတော့ 1080p ကိုပဲထားလိုက်ပါတယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်အပေါ်ကအမှားပုံလေးကိုနှိပ်လိုက်ပါဒီလိုမျိုးပုံစံလေးရလာပြီဆိုလို့ရှိရင်တော့အောက်မှာရှိတဲ့ download ကိုနှိပ်ပြီး100ပြည့်အောင်စောင့်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲကိုဗီဒီယိုရောက်လာပြီပဲဖြစ်ပါတယ်အားလုံးပဲ like လုပ်ကြည့်ကြပါနော်အဆင်ပြေတာရှိရင်လည်း comment မှာရေးထားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်